နေ့ကအခုအလုပ်သွားနေရပါတော့မနေ့ပြန်အလုပ်နားရက်ဆိုတော့ဒီနေ့မှာအလုပ်ရရင်မှအသေးအတန်လောက်အောင်ကြောင်းလောင်းပြီးပါဆေးရမှာပေါ့အဲ့ဒါခါကြိုက်အောင်လုပ်ရမယ်အလုပ်ကတော့တလမှာပြည့်2ရက်ပဲပြည့်ရပါတော့မနေ့ပြန်ကြားလို့ရှိရင်ကျွန်တော်နားရက်ဆိုတော့အညဆိုရင်ဒီမီလုံးလေးနဲ့လှတယ်နည်းနည်းမှောင်နေတဲ့နေရာမှာမီလုံးလေးရှိတော့လင်းနေကျွန်တော်အရင်တစ်ခါဗီဒီယိုရိုက်တယ်အဲ့ဒီနာမှာညဘက်တော်တော်လှတယ်ကျွန်တော်အလုံးမရခင်တော့ဒီလိုပဲဟိုသွားလိုက်နေအခုတော့အလုံးသွားနေရပြီပေါ့နော်ကျွန်တော်ဗီဒီယိုတွေကအဲ့လိုအတန်စူညံတာတို့အတန်မရှင်းတာတို့ဆိုရင်နည်းနည်းတော့နားလေပြီပါလို့ကျွန်တော်မှအခုလက်ရှိတဲ့ဖုန်းလေးနဲ့ပဲရိုက်ရတာပြီးတော့မိုက်ခရိုဖုန်းလည်းမရှိသေးဘူးအလုပ်ကိုတော့အခန်းကနေပြီးတော့တိတ်မဝေးနည်းနည်းပဲလမ်းလျှောက်မိနစ်20နာရီဝက်လောက်တော့လမ်းလျှောက်ဒီနေ့တော့နည်းနည်းပူချိန်တက်တာမှဖြစ်တာညမိုးရွာတာမိုးရွာတာတစ်ပတ်လောက်ရှိအလုပ်က9နာရီမှစမှာပေါ့ဒါပေမဲ့အခုသွားရင်းနဲ့နည်းနည်းအချိန်ရတော့ကားမတိုင်မှာခဏထားရတယ်ပိုင်းဆိုတော့ဆိုင်နေရမှာဖွင့်ရပြီပိတ်ထားကျွန်တော်လှုပ်တဲ့ဆေးတွေမှာကျွန်တော်လှုပ်တဲ့ဆေးပေါ့နော်ကျတူးကျဆေးလို့ခေါ်တယ်ကျွန်တော်လည်းတော့ပြရမယ်ကျွန်တော်ဆိုင်ဟိုးရှိဆုံးရောက်ကြောက်နေပါကျွန်တော်ဟိုးရှိရတယ်ဟိုမှာအထေးတူမှလာတယ်ထိုင်းမှာတယောက်ဆောင်းလာဆောင်းအလုပ်ကိုတော့ရောက်ပြီပြန်มาတော့ဒီတော့တိုက်တယ်ဒီမှာလမ်းလျှောက်လို့ခေါ်တယ်ဒီတော့စကားပြောရင်းနဲ့ပုံမှန်ဟိုဘက်ကပြန်တာပေါ့နော်ဟိုဘက်ကပြန်တာဒါပေမဲ့ဒီနေ့ကစကားလေးလည်းပြောလို့ရအောင်ဆိုတော့ဒီဘက်ကနေပြန်လာတာပြန်